ရှိမရှိဒီမှာ five star channel ဆိုရင်ကိုပွေးကြည့်လိုက်ပါဖုန်းနဲ့တော့ကိုင်းတာ TV မှာကြည့်မလားအကြမ်းရလွမ်းကန်းအားလုံးကြည့်ရမှာမော်ကီပတ်တဲ့စိတ်ရွှင်လန်းစိတ်အားလုံးချစ်ကြတယ်လားဖုန်းလေးရှင်းမှာထားဘောတတမီမစ်စိတ်နဲ့မတ်အားမင်းတို့ရှင်းမှာက five star ဘာလို့မလဲမကွာကြောင်ပြောက်နေနေကွာကြီးနေကွာအားရပါပြန်ကိုလေရောက်ကြီးအဲ့ကိုစေးဝိုင်းတော့တာကွာရောက်ကြီးတော့ပြေးပါဘူးစိတ်ကလာပဲစေးဝိုင်းတော့ရောက်လာလိမ့်မယ်ပြမကြည့်ပါဦးဘိုက်ကြီးနဲ့ယောက်ျားကြီးဖြစ်ကိုဝင်မြဲရနေလားမင်းကသူ့တဲ့မင်းဘိုက်ကသူ့တဲ့ပုံကြီးတယ်မင်းဘက်ကသူ့တဲ့ပုံကြီးသွားပြောနေတာမင်းရတယ်တေချာကြီးသားမှာကွာလေကားဖားပြီးနေဝစ်ထားတာကွာလိန်ဝဲဝမ်းဆက်ကြီးဘတ်ဒီကိုရတဲ့တနခါလေးတူဟဲ့ဟုတ်အဲ့ဒါကွာသူများကိုရမ်းမပြောပါနဲ့ကွာတေချာကြည့်ပါလေတနခါလေးနဲ့ချစ်စရာမကောင်းဘူးလားကောင်းတယ်ကိုတချင်းလေးနဲ့တော့လိုက်ဖက်သေးတယ်အဲ့ဒါချင်းတော့တနခါလေးနဲ့ဘကွာတော့ပါတော့မစိုးတတ်ပါနဲ့ဘကွာကြားလေးတော့အဲ့လောက်ကိုမလိုက်တာအဲ့ကိုစေးဝိုင်းတော့ဟေးတဲလေးဟေးစလေဘယ်တော့မလဲအဲ့ဒါ ဘယ်ပါတော့ဟမ်ဘယ်လိုကွာတဲလေးကွာလေတဲရချက်ကိုလေတနခါလေးနဲ့ကွာရှစ်စရာလေးကွာနန်းချင်းစရာလေးနိုင်ရလိုက်ကောနိုင်ရလာဘာလို့ထိုးလိုက်မှာနော်ချစ်လေးရလေအဲ့တော့စိတ်မစိုးပါနဲ့ဒီဘက်ကိုကိုသားဝေးယူမယ်ဘိုက်ကိုထိုးလိုက်ရောနာမင်းတို့ဟာမိုက်တယ်တနခါလေးနဲ့လေဘိုကေလေးနဲ့လေအမလေးဂျမပုံစံလေးအမေရိကန်ဂျမဟေးရတယ်ဒါစားရမဟုတ်ဘူးနော်ဘယ်တော့ဘာလာပြောနော်ဘာဖြစ်လဲဟမ်မင်းဘာဖြစ်လို့ဘာဖြစ်တာငါတော့စားမင်းဘာဖြစ်တာလဲမင်းဘာဟုတ်တာငါဘာဟုတ်တာလဲအော်ဂျမပြလို့ငါပိတ်ပါဘာရမလားဟဲ့ဘာလို့ရဘာဖြစ်တာတော့ဘာဖြစ်နေကြလားလဲကိုချင်းဖုတ်ချင်းနေကွာမင်းတို့တွေကပြန်ခေါ်သွားလိုက်တော့ဘာဖြစ်လို့ဒီကောင်ပြန်ခေါ်သွားလိုက်တော့ငါတကယ်လို့တော့မှာနော်ငါတော့ဒီကောင်ခင်လို့စားဒီကောင်ကိုတက်နေအောင်ဟဲ့ခင်လို့စားတာပေါ့ကွာမင်းတို့ငါ့ကိုစော်ကားနေတာမင်းဘာခေါ်လိုက်ဟဲ့ကွာနေပါစိတ်ကိုလျှော့တော့လေကွာမင်းတို့ကစောင့်မသူမကြိုက်တာရောမစားဘူးဟုတ်လေဗျာတကယ်ချင်းချင်းချစ်လို့စားတယ်လေဩကိုဟဲ့မင်းဖက်လိုက်ပြီလားမပြောနဲ့မစားတဲ့ချင်းအဲ့ကိုကားပုံဝင်မလာနဲ့ဟုတ်လေကွာဒါသူဝစ်တက်တယ်လို့ဝစ်တာဘာဖြစ်လို့လဲသူဝစ်တာမင်းငါတော့လည်းစမှာပဲမချင်းနဲ့မင်းလည်းလဲသေးတယ်ဟုတ်လေကွာမင်းလဲတယ်လို့လဲကောက်ဟုတ်တယ်ကွာစားတာပဲမှန်တာပြောရတယ်ကွာတနခါလေးနဲ့ချစ်ဖို့ကောင်းတယ်တော့ဟဲ့ဟာလေမင်းတို့မစားလည်းရပါတယ်ကွာကိုမသိကြအောင်အချင်းချင်းချစ်လို့စားတာလေအချင်းချင်းချစ်လို့စားတာသူခံနေအောင်စားလေကွာသူပြောတယ်မင်းတို့သိတာလေသူ့ပုံစံလေးကြည့်အောင်လေစားကြစေရကဲငါတောင်းမှန်လေကွာစစ်ကိုလျှော့ကြဘာမို့လမ်းတွေ့ရင်တော့မကောနဲ့မပြောနဲ့ပြီမင်းတို့သိလောက်ကြတာပဲဒါလေးတော့မကဲလာမင်းလည်းဆက်ချွတ်လာတော့မလားဟုတ်အေးမဟုတ်ဘူးလာတင်းလာကဲတဲလေးအဲ့ဘက်ကိုတောင်းပါလာပါပြောနေတာကွာလာကြမှာပေါ်လာတော့ကောက်ပါတကယ်စေးလို့ရတယ်ထိုင်စမ်းပါကွာပြည့်လေတော့ကွာပြည့်လေတော့တမဟောကောင်းနေတော့မင်းစီရောက်သွားမှာနော်မင်းစီရောက်သွားမှာနော်ဟဲ့စိတ်ကိုရှော့ဟဲ့ရှော့တယ်အကြောင်းမရှိဘူးသူတို့စားမယ်နားမယ်ကောင်းမဟုတ်ဘူးမင်းသဘောပေါက်တယ်နော်ဒုက္ခငါ့ကိုအဲ့လိုရွှဲငါထိုးလိုက်မှကျင်းတတ်တာငါအဆုံးလုံးလိုက်မှကျင်းတတ်တာဟဲ့ဘယ်သူမှတော့အဆုံးမလုပ်ဘဲတော့မနေပါဘူးကွာတော်တယ်ပြောဘူးမှမလုပ်ဘူးရအဆုံးလုံးမှရမင်းဘာပြောမင်းကဘာပြောလဲဟမ်မင်းကဘာပြောငါထိုးလိုက်မှငါ့ကိုအဲ့လိုလာမရွှဲနဲ့မင်းသိတယ်နော်အဲ့လိုရွှဲလိုက်ငါထိုးလိုက်မှကျင်းတတ်တဲ့ကောင်ဘယ်နဲ့ကွာလာပြီးတော့လူခတ်တာအဲ့ဒါသူတို့မမောင်မင်းမားတာငါမောင်ငါဘာလုပ်နေလို့လဲငါပြောရမယ်လူဆိုတာလူလိုနေတတ်ကဟမ်ဟဲ့လူလိုမနေလို့ငါခွေးလို့လိုက်ခေါင်နေလို့လားအမို့မင်းခွေးဖြစ်ရင်ဘယ်သူမှမစားဟမ်မင်းခွေးဖြစ်သွားကြည့်ဘယ်သူမှမစားဘူးခဲနေပဲတူမှာမင်းများနေပြီနော်မင်းများနေပြီနော်မင်းကငါထိုးလိုက်မှာနော်ရဩဒုက္ခပဲတကယ်ကြီးကငါပြောတာလူအတိုင်းဝိုင်းမှာနေတယ်ဆိုလို့ချင်းလူတွေစားခြင်းနောက်ခြင်းလောက်နေတတ်ကြတယ်ဒါကိုပြောတာမင်းရောဟမ်မဟုတ်မှားနေတယ်မှားပါလားစားခြင်းမနောက်ခြင်းမစားခြင်းမနောက်ခြင်းမင်းပုံစံကြည့်ပြီးတော့စားခြင်းနောက်ခြင်းဟုတ်လေငါရှိလို့ငါဝတ်တာလေဘာဖြစ်လို့လဲသူတို့ငါဘာလုပ်နေလို့လဲမင်းသူရှိလို့ငါရှိလို့မပြောနဲ့မင်းငါပြောပြစကားပုံရှိတယ်ကွာတောင်းမှာအဖို့လူမအကောတဲ့ဒါဘူးတယ်မလားဟေးမားနေတယ်မမားပါဘူးမားနေတယ်မမားပါဘူးတောင်းမှာအကောလူမအဝတ်မအဲ့ဒါငါပြောတာအမှန်တောင်းလေးကကုတ်သွားလို့ရှိရင်လှဝါရှိရင်လူကြည့်ခံတယ်ကွာမင်းကတောင်းတက်ဆိုးတယ်မင်းကလေဘလို့မှအစိမ်မပြေဘူးသားသူများမပြောနဲ့ငါကြည့်တော့မင်းကအသေးရတယ်သလားမင်းတော့မစားနဲ့တော့မစားပါဘူးတကယ်ကြီးဟာငါပဲလူဆိုတာနေတဲ့ထိုင်တဲ့ကတယ်ကွာလူအတိုင်းရောမှနေတဲ့
လူတွေဆိုတာလူတွေနဲ့တင့်လျှောက်ပတ်အောင်မင်းနေတက်ကမနေတက်ရင်တော့မင်းအစခံရမှာပဲလေ ဟာရောမင်းပြောပါငါလူအပြင်ဘက်ကိုရောက်သွားလို့ပဲမင်းရလေ လူအပြင်ဘက်ကိုလုံးရောက်လို့ရှိရင်လည်းမင်းကိုဘယ်သူမှခေါ်မဲ့လို့မရှိဘူးကွာမင်းကလူအတိုင်းဝန်းထဲမှာရောက်နေတော့မင်းပုံစံဘိုက်ဘူးတူတော်လို့ ဟာမင်းလည်းများသွားပြီကွာငါမင်းကွာရော ရရသာတုတ်ပြီးလို့ ဟာငါမစားနဲ့ ချစ်စရာလေဟာမင်းတကယ်ချင်းမလို့လားငါဆွဲထိုးလိုက်ပြီနော်မင်း ဟောတကယ်ကြီးမင်းအဲ့လိုစိတ်မထားနဲ့မင်းနည်းနည်းလေးဟိုလူဆိုတာကွာဒီဇိုင်းပြောင်းကြည့်ရတယ်ကွာတိုက်တွေတော့မှဒီဇိုင်းပြောင်းလဲမလှဘူးလား လှတယ်လေ ဟိုတဲစုပ်ကနေကျူတဲ့ဖြစ်မလှဘူးလား ဟေ့အဲ့ဒါအောက်ကျသွားလားအောက်ကျသွားလေ ဟောအေး အောက်ကျသွားလေ ဟိုကျူတဲလေးကနေပြီးတော့နေကဒီဇိုင်းတွေပါတီပြီးတော့အိမ်လေးတက်တက်ရဲမသူ့မိုးပြင်တော့မလှုပ်လိုက်မလှပါဘူးလား လှတယ်လေ အဲ့ तू ကလူရဲ့အစစ်အတန်းပေါ်မှာကြည့်ပြီးတော့လူတွေမျက်လုံးကအမြင်ပြောင်းတက်ကြတယ်တော့ပါလားအပြင်သွားလို့ရှိရင်ရွှေနဲ့6ရအိမ်မနေအိမ်နဲ့6အိမ်ကိုလာတဲ့ဧည့်သည်ကြတော့အိမ်နဲ့ဖျဲရဟာကန့်ရောအိမ်ကဆိုပြီးစွတ်ပြတ်ဆိုရင်အစိမ့်မပြေဘူးကွာဒါကိုပြောတယ်တိတ် ဩသဘောပေါက်ပြီ ဘာပါလားအပြင်သွားလို့ရှိရင်ကိုယ်လူလေးစားကြည့်ရင်မဘာလုပ်မလဲ ဟမ်ခန့်ညာနေရမှာဗော ခက်ခက်ညာညာ ခန့်ညာနေရမှာ ကိုယ်အိမ်လာတဲ့ဧည့်သည်ကိုအိမ်ကိုလေးစားကြည့်မဘာလုပ်မလဲ အိမ်အကြီးဆောက်လိုက်မယ် အိမ်ကြီးဆောက် အိမ်ကြီးဆောက်လိုက်မယ် ဆိုဖာဆုပ်တယ်မတက်နဲ့ ဘယ်လိုဆိုပါဆောက်လဲလို့ဘယ်လာပြီးတော့ဘယ်လိုဆိုပါဆောက်လဲ ဆိုဖာဆုပ်တယ်မပကံကိုယ်တွေမထားဘူးတက်တက်ရဲ့နေတဲ့ထိုင်တက်ကတယ် အော်ဟုတ်ပြီ ဟုတ်ပါလား သဘောပေါက်ပြီ အပြင်သွားရင်ရွှေနဲ့6အိမ်ကိုလာလို့ရှိရင်အိမ်နဲ့6อ่ะ အပြင်သွားရွှေနဲ့6အိမ်ကိုလိုက်ရင်အိမ်နဲ့6ရပြီ မင်းတို့လူတွေမစမနောက်ချင်းဘူးမလား ဟုတ်တယ်လေ အေးငါပြောချင်တဲ့သဘောတရားမင်းဒီဇိုင်းပြောင်းလိုက်တော့ဒီပုံစံဒီဒီဇိုင်းနဲ့လေမင်းဟိုဟာတွေ့ရင်ထပ်စားတယ်ဦးမှာပဲ အော်ဒီပုံစံမြင်နေလို့ နေဒီပုံစံကြောင့်မင်းရဲ့ပုံစံကိုယ့်ကာကွာဘာကြောင်တောင်တောင်နဲ့ဘာကောင်မှမသိဘူးငါလည်းမင်းကိုကြည့်ရတာအစင်မပြေဘူးသလားအဲ့လိုစကျင်တယ်ငါမင်း ငါထိုးလိုက်မှာနော်ထိုးလိုက်မှာနော် အဲ့လိုအစမခံချင်ဘူးမလား မခံနိုင်ဘူး အေးအစမခံချင်လို့ရှိရင်မင်းပုံစံပြောင်းလိုက်တော့တက်ရရခန့်ခန့်ညာညာတားရဲ့ ခန့်ညာဝစ်လိုက် အေးဝဲလိုက် အဲ့လိုပြောလို့မကွာမင်းရတယ် ငါ့ကိုဘယ်သူစရဲလဲ မစရဲဘူးလေ အေးစရဲမလဲငါအရင်မောင်ကြည့်လေငါအရင်မောင်ကြည့်ပြီးကောင်ရှိတ်နေတာ မင်းရမကိုကြည့်ပြီးရှိနေတာမဟုတ်ပါဘူးကွာယွန်လို့ပါ အဲ့ဒါကစားလားဟာမင်းကစားအဲ့လိုပြောင်းလို့ငါလည်းရေဟောဒါ ပြီးအဲ့ဆိုရင်မင်းပြောတဲ့အတိုင်းဒီနေ့ကစားပြီးငါပုံစံပြောင်းလိုက်မယ် ပြောင်းလား ပြောင်းလိုက်ပြီကွာ ပြောင်း 哟，没啊，老老。 ဟိုဝဲကဘူးတိမလာသေးဘူး နားမယ်လို့တော့ပြောတာပဲလေအခုတော့ရောက်မလာသေးဘူး ဟိုဘယ်ချင်းရှိပြီလို့ပြရလဲစီ မင်းတို့ကကွာစောက်ရလာကြတယ်ကွာငါလက်ဖေးတောက်ချင်နေရနော်ဒီရာတူလူမျိုးနဲ့ဆိုရင်ငါလက်ဖေးတောက်ချင်တဲ့စိတ်ဖြောက်ပြီးတော့၄ပေါင်သွားတင်လိုက်မှာ အခုမှအဖေါ်ကြီးပဲရှိသေးတယ် အေးလေ စိုင်ဖွင့်နေပြီငါပုတ်တော့မယ် ဟောဖေးငါ့ကိုတားမယ်မရှိဘူး မင်းအစမလုံးနဲ့ငါလည်းကြားရင်ပောက်ချင်တယ် တူတူပဲကွာတောက်ချင်နေပြီ တောက်မြန်လို့ကွာလားနေကွာ ကဲကိုတော့ချော ကြည့်လိုက် လက်ဖေးတောက်ဖို့မင်းကိုစောင့်နေတာ ပဒံသွားကြတာပဲမရဘူး ငါမှပါတယ်လေ ဒီပါဘာလဲတကယ်တော့လည်းတော့သွားကြဘူးပြင်းတယ်ကွာဘယ်ရောက်တော့လဲပြီးတော့ပြီးကိုဖုံးပြုတ်လုံးနဲ့ဘာလည်းမပြင်းတယ် ပြောင်းဖို့တယ်ပြောင်းဖို့လိုက်တော့ မင်းကဘာလို့လဲပြ90လိုက် ပြောင်းဖို့လိုက်ငါကြက်လို့ရပြီကြက်လို့ရစားလို့ရစားလို့ရငါအပြင်းပြေ ဟောအပြင်းပြေ အဲ့တော့လားစီးလို့ရဘယ်သွားမလို့လဲတဲလေးရလဲရှူနေဖောင်းနေပါတော့ချိန်လို့ပါလား မလာဘူးလားလာတော့ ဘာလို့လဲဟာဒီလိုလား ခက်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  ငါလောက်တာလဲလို့ အော်ချစ်စရာလေးကွာဒီဘကြောင် ဘာလို့တော့လဲလို့မင်းကမဲတယ် ဘာလို့ဘယ်လိုလဲကွာငါတို့ချစ်လို့စားချစ်လို့စား အချင်းတော့စားလေကွာမင်းဒီမရကထားလို့ရတယ်လေ မင်းတို့က ကြိုင်မစပါနဲ့မညာတနခါလေးနဲ့တနခါလေးနဲ့တစ်ဖက်တန်းကြီးအောင်လှတဲ့မမဒီအလူပွဲမှာမမချစ်မမ ဟေ့ ကိုဝင်လေးတွေရ ဟဲ့လား ဘယ်တော့မွေးမှာ ငါလုံးလောက်မယ်ဒီကိုကမင်းလိုက်ရဘူးငါလိုက်ရတာမတွေ့ရကြတော့လေသားလေးလားသမီးလေးလားသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်ချစ်တယ်တော့နေရောလေ မယ်နော် များနေပြီတော့များနေပြီတော့ ဘာပြောင်းလို့လဲဘာပြောင်းလို့လဲ ဟောချီရတယ်ကွာဟောချီရတယ်မပါနဲ့ ဟေ့မင်းရလေကွာ ဘာလို့ဒီမပြတ်နဲ့လေမင်းကစတာလေကွာ ဟေးစားတာဒီလိုတော့စားလေကွာ ဟာမင်းဘာဖြစ်ရှင်လဲ
မင်းငါသမီးမကြိုက်ဘူးလားပြမကြိုက်တဲ့ခရုစားဝေးရ ဟဲ့ချီပါလက်ပါမလုံးနဲ့ငါ့ကို ဟိုဘူးကွာ ဘာဖြစ်လဲဘာလဲဆက်မမင်းတို့တွေက ဟာလည်းမသိ ဟောချင်းချင်းတွေကမစကြပါနဲ့ကွာမင်းတို့ဘာဖြစ်နေကြတာလဲလို့ ငါတော့စတာလေကွာမင်းကောင် ဟောသူကြိုက်တယ်မသိဘူးဘာရင်မစတယ်ကွာ မင်းမကြိုက်တဲ့ဘူးဆိုစကားကိုလာမပြောနဲ့ကြိုက်တာမင်းတို့သူ့ကိစ္စငါတော့ပြင်းလို့စတာကွာမကျင်းတဲ့လဲနေတယ် ဟဲ့ဘလုံးနဲ့ဘလုံးထဲနဲ့ဘာလို့စနေငါ့ကို အေးပါမင်းပြဿကြည့်မဟောင်းမနဲ့နေစမ်းပါ ငါတို့ကကွာတင်နေအဲ့ညဝရတာခချိုးကြောင့်ပုံစံလဲကိုလူပုံစံလဲကိုပြန်ကြည့်ထား အေးပါ ဘိုက်ကိုမသိနဲ့ဘိုက်ကိုမသိနဲ့တန်းလေးသားသမီးသားမသိဘူးကိုဝတက်ကြပါ ကဲငါတို့နေစမ်းပါမင်းနောက်နေတဲ့ဒီလူတွေကတွေ့နေရမယ့်ကိစ္စမင်းတို့ဘာလို့ရံမိတယ်ရောက်သွားနေရတာလဲ ရမင်းသွားတာပုံဘူးငါတို့စတော့ငင်းနေနဲ့ပြီးသွားပြီအေးဆေးပဲသွားသားရပြီးတော့မှသူကပါလာပြန်ပြဲတာ ဟုတ်တယ် စရင်တော့ဘယ်သူကငိမ့်နေမှာလဲစရင်တော့ဘယ်သူကငိမ့်မှာလဲလို့မင်းကခွေးတော်မှာမင်းကံတ အား အား က ကံ မင်းကခွေးကွာ မငါကြာနေငါပါကြည့်ကဲတော်မင်းဘာမှမပြောနဲ့လာကဲလာကွာလာ ကချင်း ဟောလက်မင်းသားတော့လက်မင်းသားတော့ ပြေးသွားရင်တော့လည်း နေပဲနားဝါ ကတော့စမကွာမင်းရလေ မင်းလုံးရပြီကွာမင်း လုံးလုံးမရဘူးလေမင်းတခုဖြစ်သွားမှာပေါ့ကွာ ဟဲ့တခုပြတဲ့အကြောင်းအောင်မရှိဘူး ဟုတ်ကဲ့ပါ ငါထိုးကနေကြမင်းဘာလို့ငါ့ကိုလာဆွဲနေရလဲ မသိပါဆိုလို့ ငါ့ကိုအဲ့လိုလာရွယ်ငါထိုးလိုက်မှကျင်တတ်တယ်နော် အော်မင်းနော်ထိုးဖို့တော့မင်းစဉ်းစားနေတယ်မင်းပြန်ထိုးခါမှာမင်းမသိဘူးလား ငါဘာလို့ထိုးခံရမှာလဲ မင်းပုံစံမင်းပြန်ကြည့်လေကွာမင်းဟိုတစ်ချင်းရလည်းဖြစ်နေဖားတစ်ပိုင်းငါတစ်ပိုင်းတရောင်းစားတစ်ပိုင်းဆိုတာ ဟဲ့မင်းသားတော့မစားလဲကွာ မစားရမို့မေးပုံစံကအဲ့လိုဖြစ်နေတယ်အဲ့ကောင်ရဲ့ငါမင်းကတော်တနာလို့တော့မင်း မင်းတနာစရာအကြောင်းကိုမရှိဘူးနော်ငါဖြစ်တဲ့ခါကျလဲမင်းလာမဆွဲပါနဲ့ မစွဲလို့မရဘူးစွဲမှမင်းသက်တာမှာမင်းပုံစံကြည့်သူများလည်းကောင်လက်ညှိုးထိုးမှကြောငါနောက်ကဘယ်ကောင်လက်ညှိုးဖက်တစ်ချောင်းထိုးနေတာပြန်ကြည့်လေဒီမှာလည်းကောင်မင်းအမြင်ကတ်တော့မယ်ဆိုလို့ချင်းငါတော့ငါ့ကိုဘယ်လျောက်ငါ့အမြင်ကတ်နေတယ်အနောက်ကိုလည်းပြန်ကြည့်ရလေ နေအခုရန်ဖြစ်တဲ့ကိစ္စနဲ့ငါဘလို့နေဘလို့ထိုင်နေလို့မင်းအဲ့စကားတွေပြောနေရတယ် မင်းသူများလည်းကောင်ထိုးမယ်ကြိတ်မယ်ပြောနေတယ်မင်းပုံစံကိုမင်းပြန်ကြည့်ကိုပုံစံကိုမှန်နဲ့ပြန်ကြည့်ခဲ့ဘူးလားမင်းမှမှန်ကောင်းကောင်းရှိလား ဟေ့ မင်းအိမ်မှာ အဲ့လောက်တည်းတော့မနှိမ့်ခွနဲ့ကွာမင်းကလေမင်းငါဘာဖြစ်နေလို့လဲလို့ မင်းဝတ်တာစားကြည့်လေဟဲ့မဟုတ် ငါဘလို့ငါရှိတာငါဝတ်တာလေမင်းကလေ မရှိတာကိုမင်းကမင်းကိုပစ္စည်းနဲ့ကိုအမုန်းခံရတယ်တော့ကိုအတန်းနဲ့ကိုလူမုန်းခံရမင်းအဲ့ထဲမှာမင်းပါတယ်တော့ဝတ်တာစားတော့မပြောပါဘူးဝတ်မယ်ဆိုလို့ရှိရင်လည်းတူတယ်လေကွာအကုန်လုံးစင်လုံးကြောပေါ့ကွာ ဩမင်းပထမတစ်ခါပြောလဲဟိုဝတ်စုံလည်းမရှိတော့လွတ်ပလိုက်ပြီအခုဒီပုံစံဝတ်တော့လည်းမင်းကမဟုတ်ပြန်ဘူးမင်းကလေ ဟုတ်ကဲ့မင်းကပြော မင်းပြောလို့ဝတ်လို့အဲ့ကောင်လေးလှောင်လား မဟုတ်ဘူးငါပြောလို့ဝတ်လို့ငါပြောတဲ့အတိုင်းသာမင်းလည်းထိုင်မယ်ဆိုမင်းခုတော့ဆိုမင်းလူလိုဖြစ်နေတာကြားပြီအကုန်လုံးကမင်းကိုခန်းခန်းညာညာနဲ့မင်းကိုတရိုးတေးကိုမင်းကငါပြောတာအပြည့်ပြောတာမင်းကတော့အပတ်လောက်ခဲ့တာလေဒါကိုငါမပြောပါဘူးဒါကိုငါမပြောပါဘူးဒါတွေကဘာလောက်တာလဲဒါတွေကဘာလောက်တာလဲလို့ အဲ့အဲ့တနခါတော့မပြောနဲ့ကွာငါ့ကိုမွေးနေငါမေအများနဲ့တနခါလိမ့်မင်းနေငါမနေကြတော့ဘူး တလခါမရှိရင်မနေတတ်ဘူး မနေတတ်ဘူး အဲ့လိုမနေတော့စကြနာတေးအာပြောင်းတော့မစားလဲလို့ ငါပြောပြမယ်သလားရောနှစ်တရာကြာတင့်ငုတ်တိုးယူထူထွင်းပြီးတော့ကွာအဲ့ထူထွင်းပြီးတော့စကားတင်ပြီးရင်တက်တယ်တက်ကောင်းတက်နိုင်တယ်မင်းကဘလို့မှပြောလို့မရဘူးဘလို့မှပြောလို့မရအဲ့ဒါကြောင့်မင်းကိုလူအဆက်အလောက်ခံရလားလူအထင်သေးခံရတာ ဟဲ့ငါပြောမယ်အဲ့ဒါတွေပြောမနေစကားတွေများတယ်မင်းကတခုတည်းပဲပြောမယ်နောက်တစ်ခါငါ့ကိုအဲ့လိုလာရွယ်ငါထိုးလိုက်မှကျင်းတတ်တာအဲ့ကြငါ့ကိုလာမစွဲနဲ့နော် အေးပါငါပြောရမယ်ငါပြောရမယ်နော်မင်းစိတ်ကိုအေးလေးထားနော်မင်းတို့လူတွေကအထင်ကြီးခံကြမှာလား ဟုတ်တယ် ဟောထင်ကြီးခံမဆက်မလောက်ပြီးရော ပြီးရော ငါလိုပေါ့ကွာ လာပြန်ပြီတော်တော်တီတီတက်တက်ဖြစ်တာဟုတ်ကွာနော် ရမယ်ငါဘယ်သူစရလဲပြော အေးပါဟုတ်ပါ ဟုတ်ပါကြီးထွက်တဲ့စကလုံးတွေကိုကြည့်နားကြည့်လို့တယောက်မှငေါ့မစရ အေးဟုတ်တယ်အဲ့ဒါမှန်တယ်ယွန်ညတာ ကြော်လာမို့လေးစားတာ ဩလေးစားလားအေးဟုတ်ပါအခုလည်းငါလည်းပြန်ပြီးလေးစားမယ်ငါဘယ်လိုနေရမလဲပြော လေငါပြောကြမင်းနေရမှာနော် အေး ငါပြောကြမင်းလို့ဟုတ်ပြီခါလေးချက် အာ ခါလေး ဟဲ့မလေးတက်ဘူးလို့တလားမရှိရင် တဲ့အဲ့ဒါကြောင့်မင်းကပြောတာပေါ့တခုလိုချင်တော့တခုလိုစွန့်မော်လို့ထော်ကြီးရမင်းကလည်း မဟုတ်ကွာမင်းပြောတိုင်းငါနေမယ်ကွာအဲ့တနခါရုံဖြတ်ဘူးကွာမင်းကလေ အဲ့ဒီလိုလောက်ကလူကလေရအောင်လူဆိုတဲ့သဘောတဘာဝလေသူတို့စိတ်ထဲမှာသူတို့ဟိုနည်းနည်းပေါ့ယွန့်တဲ့အရာမျိုးတွေ့လို့ရှိရင်အဲ့လူတွေကအော်တိုမက်တစ်လေးစားကြတယ်ကွာဒီဘုရားပြောတသေးကွာ
တထေးဆိုလို့ချင်းတထေးဆိုအော်တိုမက်တစ်ဟာဘိုးစီဆိုလေးစားကြတယ်ကွာ ဩပတ်စံကြီးဂျန်ညက်ပြီး ပတ်စံကြီးဂျန်ရဟုတ်တာမဟုတ်တာအပါထားပေါ့ဟဲ့ညာနဲ့လူကနေမှုထိုင်မှုပဲကွာမင်းတို့တကောင်းသားလို့မလင်ပြီးတော့ ရမင်းငါအဲ့လောက်ထိတော့မပြောနဲ့လို့ကွာမင်းကလေ ဟာတစ်ဖက်ငါတစ်ဖက်ဖြစ်နေလို့ပါ အေးပါ အဲ့လိုမနေအဓိကအရေးချင်းတစ်ခုရှိရတဲ့တယ်မလားလူလေးစားစေခြင်းနဲ့မလားမင်းတို့မစစေခြင်းမနှောက်စေခြင်းအဲ့တော့မင်းကလူလေးစားနိုင်လောက်အောင်မင်းတခုအရေးချင်းတစ်ခုရှိမှတည်း ဘာလို့ မင်းပညာဘယ်လောက်တက်တန်းပညာ အတန်းပညာကတော့9တန်း10တန်းပေါ့ ရတယ်ခုနလက်တစ်စလက်မစိုးပါဘူးဒါတောင်းစားလို့ရတာဟုတ်လား မဟုတ်လေရောက်မင်းမပြောနဲ့လို့အဲ့လောက်ဒီမင်းကလေ ငါစားလားတေးတေး ဟာမစားနဲ့ကွာမင်းငါ့ကိုတောင်းကောင်းပြော အဲ့တော့အဲ့လိုလူလေးစားနိုင်လောက်မင်းမှာအတက်ပညာတစ်ခုရှိဖို့လိုအပ်တယ်မင်းဘာတက်မင်းကအကောင်းဆုံးနည်းလမ်းပြီးမှာကွာဒီကောင်လေးမင်းကမစနိုင်အောင်လုံနိုင်တိုင်းကတ်ဖို့မင်းလိုအပ်တယ်ဘလိုင်းထိုးတာနဲ့ဟုတ်တယ်မလားကိုယ်စီမှာကိုယ်ခံပညာအတိအကျတိပြဘဝသင်ထားတဲ့ခါမှာဟောအပေါင်းမလုံးနဲ့ဟာကြောင့်ယူကြီးစောက်ယူကြီး မဟုတ်လေအဲ့လိုအထင်မခံနိုင်အောင်မင်းပြောရမယ် အေးပါဟုတ်တယ်မလား ဟုတ်တော့တော့ဒီကောင်နဲ့အင်အားများတယ်နော်အင်အားများငါတယောက်တည်းဆိုတော့ အင်အားများတာအရေးမကြီးဘူးအရေးချင်းရှိဖို့လိုတယ်အင်အားတွေမင်းဘာမှမဂရုစိုက်တာမလို့အင်အားအရေးချင်းရှိဖို့လိုတယ် ဟုတ်ပါပြီငါ့ကိုတီတီတက်တန်ပြော အဲ့လေမင်းကအတီတက်ပြောနေတာအဲ့တော့မင်းမှာကိုယ်ပိုင်အရေးသွေးရှိဖို့လိုအပ်တယ်မင်းတိုင်းတင်ရ တိုင်းတင်ငါတိုင်းတင် တိုင်းတင်ဟာတိုင်းတင်ရတယ်ကဟာတော့မလုံးနဲ့ဟာတောက်စားရောအာညာတတ်ထားတာငါတို့လုံးရင်သူခံရမှာအဲ့လိုမျိုးနော် မဟုတ်လေ မဟုတ် သူလို့ငါတို့ခံရမှာ သူတို့ရဲ့သူတို့ရဲ့ငါတို့ခံရမှာတော့လုံးရင်တော့မစားရတော့ငါစောက်ယူမဟုတ်ဘူးသူကပါနေ မဟုတ်လေ မဟုတ်အဲ့လိုဖြစ်သွားတော့မင်းတိုင်းတင်ရမယ် ဟုတ်ပြီတိုင်းတင်တော့ငါ့ကိုဘယ်နေ့တင်မှာလဲ ကြောက်တော့ကွာမနေ့ပြန်တင်မယ် မနေ့ပြန် မနေ့ပြန်တင် မနေ့ပြန်တိုင်းတင်မယ်ကွာ โอเค ဟေ့မင်းလမ်းလျှောက်တာများနေပြီနော်ငါ့ကိုမတင်သေးဘူး လာမယ်လေရှစ်တိုးလိုက်အရှိကိုတိုးလိုက်အဲ့ဝိုင်းလေးတွေသိလား ကလမစီနေမို့ ကလင်ကလောင်ကလက်ငါလှုပ်လိုက်မယ်လို့တက်ကလမစီနေလည်းမဟုတ်ဘူးဒါအကွက်ချတယ်လို့ခေါ်တယ် ဟောဒီအဝိုင်းကြီးအကွက်ချတာ ဒါအကွက်ချတယ်လို့ခေါ်တယ်ဒီဝိုင်းမတက်လိုက်တိုက်ပညာရဲ့အခြေခံနေလားဟုတ်ပြီအဲ့လိုနေတိုက်ပညာရဲ့အခြေခံမှာနံပါတ်1 4ခွက်ရှိမယ်10ခွက်ရှိမယ်16ခွက်ရှိမယ် အားမလား ဒါလိုက်ထိုးအားစရာမလိုဘူးဘာလို့ပြောနေတာလဲမင်းကနှလုံးထိုးခိုင်းနေတာမဟုတ်ဘူးနော်တိုင်းပညာသင်မိနေလားမတော့ငါမသိ မလေမင်းဟော4ခွက်တွေရော10ခွက်တွေရော16ခွက်တွေရောဆိုတော့ တိုင်းပညာအကွက်ကိုငါပြောနေတာအခြေခံအကွက်ကိုပြောနေတာနော်လူကြည့်တော့အဲ့ဒါကြောင့်မို့လဲမင်းလူတွေဝိုင်းစားတာသလား ဘာဖြစ် မ လဲ လေးစားတာဆရာသမားဆိုတာလေးစားရတယ် ဟုတ် လာမင်းဆရာငါဖြစ်သွားပြီ ဟုတ် လို့ကြောင်အလေးပြုမယ်ကြောက်လေးအဲ့လိုမပြုနဲ့ဒီလိုသူပြုရတာဘလို့လဲ ဟာမြင်ဘူးလားလေ အလေးပြုကြောင်တော့ respect ဟာအဲ့လို အော်တော့ပါပြီဟိုတယောက်နဲ့ထိုးရမယ်ဆိုရင် ထိုးမဟုတ်လေကြောင်တိုင်းပညာသင်ပေးတော့မယ်ဆိုဆရာသမားဟောမှာ respect ဆရာနဲ့တစ်ဖက်အပြန်လဲ respect လို့ခေါ်ပါ ဟုတ်ပြီ ဟမ်လေးစားပါ ဟာလာကွာဘလို့များလေးပြပါလဲလို့ မင်းလို့ခေါင်းကြီးမဆိုင်လာနဲ့လေ ဘယ်လို့ခေါင်းတိုက်ပြီးလေးပြဆို တော့တလောက်ဆိုရပြီလေတအားကြီးတွေစိုက်ချနေရလားလို့ဒါရောနားတော့နော် ငါလည်းနာလာပဲ နော်ပစိုးတခြားပြင်ပြုံးစားပစိုးတခြားပြင်ဝင်ကိုယ်ကရဒီချိန်လေးမိကိုယ်ကရနိုင်တော့မယ်နော်တကယ်ယောက်ျားကြည့်တော့ဖတာသူ့မစစေချင်ဘူးလည်းပြောတယ်လှုပ်လိုက်ရင်တောက်ကိုမကြိုဘူးမင်း ရပါ အဲ့လိုကြီးချလာလိုက်တော့ဘိုက်ဖုံးအင်ကြီးနဲ့တူမသွားဘူးလားဘိုက်ဖုံးအင်ကြီးနဲ့မှအဖေကလည်းငေါထွက်နေတယ်မင်းတော့ကိုမကြိုဘူးသားမင်းဘလို့နေငါအစင်မပြေဘူးကြည်ရတာသလားနော် ဟိုငါမှမနေဘူးတာ မင်းဘဝမှာငါရှိနေလို့ငါများမရှိမင်းဘဝကြီးဘာဖြစ်သွားမလဲဆိုငါစဉ်းစားလို့တော့မရ အောင်မလေးကွာရပါမင်းကတခါလေးတင်ဖို့တော့ငါ့ကိုပြောတာဟုတ် အေးငါကြည့်ရစင်ပြေကွာ ရ ကွက်တီကွက်ချာနဲ့မျက်နှာမှာလဲ ဟောအဲ့ဒါမပြောနဲ့ကွာမင်းကလည်းမွေးတဲ့ငါဒါလိမ့်လာတာမင်းက ပါခံမင်းခံတယ်လို့ခံတာခံပေါ့ဟုတ်ပြီဂွင်ထိုင်ရရေးကြည့်တယ်ဆိုတော့ဂွင်ပဲကီးပေါ့ကွာတိုင်းပညာရဆိုကီး ကြီးရပါလေသုံးလုံးတွဲကြီး သူကပတ်ခွေလိုက်လို့ရှင်းဒီဘာလေးပြောနေတာလေလို့ဘယ်ကီးကိုပြောနေမင်းကသွားနောက်တော့အဲ့ဒါကပြောတာဆရာတင်မေ ငါစိတ်တော်ကမင်းဘောကဘွားပြတ်သွားမှာနော် ဟုတ်ကဲ့ ဦးလေးလည်းပြတ်သွားမယ် ဟုတ်ကဲ့ နော်လို့ကီးတိုင်းဒီမှာဒီလိုခောက်ကော့ခောက်
ခေါင်းတင်းတာဒါဘိုက်ကနေလေ ဘိုက်ကပူနေတော့မရဘူးလေကွာခါမလို့တင်းတင်းဘိုက်ကြီးကလည်းထွက်နေမှာပဲ ဒီပါအေးပါငါတနာလို့ပါမင်း ဒီလိုလား ဖေးပါ အာဖြည်းဖြည်းလောက်ပါကွာမင်းအာ တင်းတာယောက်ျားယောက်ျား ယောက်ျား ဟမ်လက်ကိုတူလဲတင်းလို့အေးအဲ့လိုနူနေတာလားနူနေတာလားဟမ်အနူကြီးလားမင်း မင်းလည်းဘလို့လို့မရပါဘူးတခြားတယ်လို့ပြ ဒီမှာလက်ကိုတူလို့စုပ်ဒါမျိုးလက်ကတူလို့စုပ်ရအေးလူလို့အေးစုပ်အေးကိုဟာကိုစုပ်နေသလိုစုပ်နေတယ်ဒီမတင်းတင်းစုပ် အေးပါကွာကိုရပြီလားအဲ့ဒါရလား အဲ့လိုတင်းလားပြီးဒီဘောတင်းခါဘောတင်းလာတော့ဟုတ်ချာဖေပေါက်လား ဒီလိုနော် တန်တမတ်တဲ့အခြေခံ ရောဂျာကြီးတော့မလုပ်နော် ဟုတ်ပြီနော် အသက်ရှူကြက်လို့ ဟုတ်ပြီနော်တင်းပြီအဲ့တော့ညာခြေရနေစမယ်ညာခြေရနေစမယ် ညာဟုတ်ပြီ တစ် စဆိုတော့မဆိုတဲ့ ပြန်ရုပ်ဟုတ်ပြီနှစ် နေ့ ပြန်ရုပ် ရရ ဒါဆိုသိစိတ်ဝင်စားဖို့မကောင်းသေးဘူးစိတ်ဝင်စားငါပြ ရောက်တော်တော်ညောင်းနေကွာနော် တက်လိုက်သမယ် နော် ချွင် ချွီ တောက် တ ချွင် ချွီ တောက် တာ ချွင် ချွီ တောက် တာ တို့ဘီတို့ဘီပြေပြေတက်ပြေတက်ပြေတက်တို့ဘီတို့ဘီပြုံး အာဘဘူးလေကွာမင်းလေ တိုင်းပညာအကနဲ့ရောရှက်နေတာဗမာအကနဲ့ရောရှက်မင်းဟိုဟာတင်ရင်စိတ်ပေါ့ငါစတာမင်းနော် ဩစိတ်ညစ်သွားမှာဆိုလို့ တော့တိုင်းပညာရဲ့အခြေခံကဒီလိုပေါ့ကွာဟိုအဲ့လိုဂွင်တန်တယ်လေဂွင်တန်တယ်ဆိုတော့ဒီပေါင်ကြိုးတွေတောက် ဩအောက်ချစ်တောင်း အောက်ချောင်းနော် ဒါပြီ အောက်ကိုချောင်းတင်း အော်မလုံနဲ့လေအဲ့တော့ဒီမလုံနဲ့ခွေကြသွားမှာပေါ့မင်းလေ မင်းမတင်ချင်ဘူးလား မတင်းချင်ပါလေတင်းချင်တယ် တင်း တင်းချင်တယ် တင်းဒါရေးကြည့်တယ်ဒါတောက် အောင်မလေးကားတာရဆန်းနေတာဟုတ်ဘူးဒုက္ခပါပဲကွာ တောက်လားတင်းတင်းချေကနော်ဘယ်ချေညာလက် ဟမ် ဘယ်ချေညာလက် ဘဲချွေ ဘယ်ချေညာလက် ညာလက်ကဘလို့ ဟောဒီမှာလေဘယ်ကိုတွန်းလိုက်လို့ဆိုညာဒီလိုသွားတော့လေ ဩ ဘယ်ဟုတ်ပြီဘောဇုံသွားဇုံ ဒီလိုရ တရုတ်တရေကြီး ဟုတ်လေမင်းမစုံသွားဆိုဟဲ့ ဒါလေ ဩဒီလိုပြန်ရုပ် ပြန်ရုပ်ဟဲ့ အာရပြီ ထားမယ်ဟဲ့ တက်ဟာဘယ်ညာတက်နေတယ်မရငါတက်နေတယ် ဆရာလည်းခဏပြလေ ကလေးဘောတော့ကွာတလုံးနဲ့ထိုးရတာတလုံးနဲ့ ရှိတာနှလုံးထိုးမှာပေါက်ပါပေါ့ မင်းဘာထုတ်ဘာပြောနေတာလဲဘာမင်းနှလုံးကလေးနဲ့သုံးနဲ့ငါပြောနေတာမဟုတ်ဘူးညမလက်သီးဆိုရင်တလုံးနဲ့ထိုးရဘယ်ချင်းညာလက်မဘယ်ကိုထိုးလိုက်ပြီထိုင်တာဘယ်ထိုးလိုက်ဟဲ့အဲ့လိုဟုတ်ပြီဟုတ်ပြီဘယ်ချင်းညာလက်ဘယ်ချင်းညာမရမင်းအဲ့လိုတင်လို့မရလာနင်းချင်းဆိုင် မဟုတ်လေခုနဘယ်မှန်တယ်မဟုတ်လား ဟုတ်တယ်မင်းလောက်တာကြီးကပုံစံမကြောက်ဖြစ်လက်ကဒီလိုဖြစ်နေရတိုင်မဒီနာရောက်မှရုပ်လေဒီလိုရှိထိုးပြီးဒီနာရောက်မှဒီလိုရုပ်ထိုးပြီးမင်းကမသိလို့ရှိရင်တွင်းကနန်းတင်းသွားနှိုက်နေတယ်လို့ဖြစ်နေတယ်ဒီမှာဆက်ဟာဘယ်လိုဒီမရုပ်ပေါ်လဲအဲ့လိုမင်းကဒီလိုကြီးဖြစ်နေတယ်မင်းကမရှိရှိအောင်ဆွဲဆက်နေတယ်လို့ကြီးဖြစ်နေတယ် မဟုတ်ငါမပြတာ ဒီမှာ ကြည့်တာပဲ မဒါမျိုးဖြစ်နေရဘယ်ချင်းညာလဲအေးဟုတ်ပြီသမ်းဟေးငါမကောင်းပါဘူးဘာဒီမင်းမဟုတ်သေးမင်းလောက်တာမဟုတ်သေးငါဘက်ကလည်းဟုတ်လဲမင်းလောက်တဲ့ပုံစံကွာဒီမှာကြည့်တဲလားကြည့်လားမင်းတော့တဲချင်းတဲလားအောက်ပိုင်းတောင်းဟုတ်ပြီနော်စမ်းမယ်ဟာ မင်းကပြောရတယ်ငါမရွယ်နဲ့ငါ့ကိုရွယ်အဲ့လိုထိုးလိုက်ရမှာကွာ အဲ့လိုလေတင်မိတာပါပါပြီညာ အားလုံးရှိမရှိဒီမှာ five star channel ဆိုရင်ကိုပွေးကြည့်လိုက်ပါဖုန်းနဲ့တော့ကိုင်းတာ TV မှာကြည့်မလားအကြမ်းရလွမ်းကန်းအားလုံးကြည့်ရမှာ မော်ကီပတ်တဲ့စိတ်ရွှင်လန်းစိတ်အလုံးချစ်ကျင်တလားဖုန်းလေးရှင်းမှာထားပေါ်တတမီမီစိတ်ချင်နံပါတ်အားမင်းတို့ရှင်းမှာကာ5 star
5 star